လူပြီးဆိုလို့ရှိရင်အပြတ်လူရတယ်လာပြီးဘယ်သူကိုလူတာလဲသာသနာကိုလူတာဆိုရင်သာသနာဆိုင်တယ်ငါမဆိုင်ဘူးတန်ခါလူတယ်ဆိုရင်တန်ခါဆိုင်တယ်ငါမဆိုင်ဘူးရက်ွက်လူတယ်ဆိုရင်ရက်ွက်ကပဲဆိုင်တယ်ငါလည်းမဆိုင်ဘူးကိုလူထားတာကအပြတ်ပဲကုသိုလ်ရအောင်ပဲချီရဒီပေါ်မှာတော့အုပ်ချုပ်တာတွေဘာတွေတော့လှုပ်ပြီးတော့နေပဲဆိုရင်အကုသိုလ်တွေလာလိုက်ပဲအဲ့ဒီပုဂ္ဂိုလ်ဟာတရားမရှိဘူးလို့ပြောတာနော်လှူထားပြီးတော့အထင်သေးမြင်သေးမလုပ်ရဘူးတဲ့ကိုလှူတာအပြတ်ကိုလှူတဲ့အလှူဟာအပြတ်ပဲဖြစ်ရပြတ်ပြတ်သားသားလှူတာဖြစ်ရမယ်ဘာမှနောက်ဆက်တွဲမလုပ်နဲ့လှူပြီဆိုလို့ရှိရင်ပြတ်ပြတ်သားအဲ့ဒါလို့ဖြစ်ရဘယ်လိုနေရာကြတော့မပြတ်ရဘူးလို့ဆိုရင်ပြတ်ရင်တော့ပြင်လေနေတဲ့ပုဂ္ဂိုလ်တွေသွားပြီးမဟုတ်ချုံနဲ့ဒီလိုဆိုလို့လားပြတ်ရင်တော့ပြင်ငါလှုပ်ထားတာနဲ့ဒီလူတွေကောင်းကောင်းမလုပ်ဘူးလို့ငါလှုပ်ထားတဲ့အလူကိုဖျက်ဆီးကြတယ်ဆိုရင်အကုသိုလ်မယူနဲ့လေကိုလှုပ်တာကိုကုသိုလ်ရပြီဖြတ်တာကဖြတ်တဲ့လူရဲ့အပြစ်လေဖြတ်တဲ့လူရဲ့အပြစ်ကိုကိုကသွားပြီးတော့ဝဲသလိုဖြစ်နေတယ်ငါဆောက်တာကမင်းလှုပ်ထားတဲ့အပြစ်တွေငါနည်းနည်းပေးပါဆိုတာသွားလှုပ်တာမျိုးဖြစ်အဲ့လှုပ်တဲ့လူကအပြစ်ပဲလေကို့မှာကုသိုလ်တမန်လေးရအောင်လုပ်ပါအဲ့တော့မြတ်စွာဘုရားဓာတဝဝါဇနာတိလှူပြီးအထင်သေးအမြင်သေးဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်ဟာတရားမရှိတဲ့ပုဂ္ဂိုလ်ပဲတရားမရှိတဲ့ပုဂ္ဂိုလ်ပဲဒါကြောင့်မို့လှူပြီးတဲ့နောက်မှာအဲ့ဒီလိုစိတ်ဓာတ်မျိုးမမွေးရဘူးလို့ဒီလိုမှတ်တာလှူလိုက်တာနဲ့တပြိုင်နက်ဘာပဲဖြစ်ဖြစ်အလှူကပုဂ္ဂိုလ်တွေအသုံးချတဲ့ပုဂ္ဂိုလ်တွေစိတ်တိုင်းကြသုံးမစေကိုလှူတာဘာမှမထိခိုက်ဘူးအဲ့ကြအဲ့ဒါလို့မဟုတ်ဘဲနဲ့ငါလှူထားတာကိုလာပြီးလုံနေကြတယ်တို့ဆိုလို့ရှိရင်တော့ကိုယ့်အတွက်မှာကောင်းကျိုးချမ်းသာရဖို့သိမရှိဝမ်းသာနေရမှသာရှိရှင်းတော့ကဘုရားကြောင်းဆောက်တဲ့တက္ကကြီးတယောက်ရှိတယ်စိတ်ကောင်းအလွန်ရှိသူเจ้าကိုမတည့်တဲ့လူကနေပြီးတော့ဘုရားနဲ့တန်ဃာတွေမြို့ထဲဆွမ်းခံကြွားနေတဲ့အချိန်မှာเจ้าကိုမီးတင်ရှို့လိုက်တယ်မီးတင်ရှို့တော့เจ้าမီးလောင်တယ်ဆိုတော့เจ้าတွေကကြီးပြေးသွားတယ်ပေါ့เจ้าပြေးသွားတဲ့အခါကျမမိတော့เจ้าက7ပုံ9ပုံလောက်ကမီးလောင်သွားပြီအဲ့တော့เจ้าတွေကကြီးကဘာလုပ်တုံဆိုလက်ပမောင်းခတ်တယ်တဲ့ဝမ်းသာလိုက်တာဝမ်းသာလိုက်တာဆိုပြီးပြောတယ်ဘာဖြစ်လို့ဝမ်းသာလိုက်တာတော့ပြောတော့ငါနောက်တစ်ကြောင်းဆောက်ပြရအောင်ပါဆိုဟောအဲ့လိုသာစိတ်ထားတာအထိအဲ့လိုစိတ်ထားတာဟာပြက်ပြက်သားသားလှူတာဖြစ်လို့သာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ငါเจ้าကြီးသွားပါပြီဆိုပြီးတော့ငါเจ้าဆိုတဲ့အစွဲလန်းနဲ့ဆိုရင်တက်တောင်သွားလိုက်အောင်နော်အမလေးငါကုန်ထားတဲ့ငွေတွေနေတာမဟုတ်ငါเจ้าကြီးတော့ကုန်ပါပြီတော့ဆိုရင်ဒုက္ခတောင်ရောက်သွားတယ်အဲ့လိုမဖြစ်စေရဘူးတဲ့နော်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတရားမရှိဘူးလို့ပြောရတယ်တရားမရှိဘူးဆိုတာကုသိုလ်ရဖို့နည်းသွားပြီအဲ့ဒီချိန်ကျဗမာပြည်မှာကျောင်းဆောင်လူပြီးတော့ဘုန်းကြီးနဲ့ရံဖြစ်နေတဲ့ကျောင်းတွေကကျောင်းပါတယ်လည်းရှိတာ